မိမိရဲ့တာဝန်ကဂျာမနီအသင်းကိုပိုကောင်းတဲ့အသင်းဖြစ်အောင်ပြုလုပ်ပေးဖို့ဖြစ်ကြောင်းရာဂန်ကလော့ပြောကြားဂျာမနီလက်ရွေးစင်နီးပြားဖြစ်ခန့်အပ်ခံခဲ့ရပြီးဖြစ်တဲ့ရာဂန်ကလော့ကမိမိရဲ့တာဝန်ကဂျာမနီအသင်းကိုပိုကောင်းတဲ့အသင်းဖြစ်အောင်ပြုလုပ်ပေးဖို့ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်ဂျာမနီဘောလုံးဖွဲ့ချုပ်ကကြိုတင်ထွက်ပေါ်ခဲ့တဲ့သတင်းတွေတိုင်းပဲရာဂန်ကလော့ကိုဂျာမနီလက်ရွေးစင်နီးပြဖြစ်နဲ့2030ခုနှစ်ထိခန့်အပ်ခဲ့တာပါဂျာမနီသင်းဟာ2026ကမ္ဘာဖလားပြိုင်ပွဲမှာ32သင်းအဆင့်ကထွက်ခဲ့ရတာကြောင့်နီးပြနာဂက်စမန်နဲ့လမ်းခွဲခဲ့ပြီးရာဂန်ကလော့ကိုနီးပြသိပ်ဖြစ်ခန့်အပ်ဖို့စူးစမ်းခဲ့ရမှာရာဂန်ကလော့ကလက်ခံခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်ဒါကကျွန်တော်တို့ကြီးမားတဲ့ဆုလက်တစ်ခုပါပြီးခဲ့တဲ့ရက်နှဲငယ်အတွင်းကျွန်တော်ဘဝမှာဖြစ်ပျက်ခဲ့တာတွေကရုပ်ရှင်ဆန်ခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်များစွာတုန်းကဒီယာဒူးကကျွန်တော်စိတ်ကူးခွင့်မရှိခဲ့တဲ့နေရာပါအခုတော့သင်းလျော်တဲ့အချိန်ကရောက်လာပြီလို့ထင်ပါတယ်ကျွန်တော်ရဲ့တာဝန်ကတော့လက်ရွေးစင်အသင်းကိုပိုကောင်းတဲ့အသင်းဖြစ်အောင်ပြုလုပ်ပေးဖို့ပါပဲလို့ရာဂန်ကလော့ကပြောကြားခဲ့ပါတယ်ဂျာမနီသင်းကစက်တင်ဘာလအတွင်း Nation League ပြိုင်ပွဲရှင်ပြိုင်ရမှာဖြစ်ပြီး17ရက်အတွင်းမှာနယ်သာလန်၊ဂရိ၊ဆာဘီယာတို့နဲ့၄ပွဲဆက်တိုက်ရှင်ပြိုင်ကစားရမှာဖြစ်တာကြောင့်ရာဂန်ကလော့အနေနဲ့ခက်ခဲတဲ့ပွဲစဉ်စရာနဲ့စတင်ရင်ဆိုင်ရမှာဖြစ်ကြောင်းသုံးသပ်မှုတွေရှိနေကြပါတယ်